ရွှေရောင်အစင်းနဲ့လင်းပပရှိလှတဲ့ကြေးလက်ရဲ့မနက်ခင်းလေးပါနှင်းဆက်ကလေးတွေတင်နေတဲ့စပနံလေးတွေကလေအေးအေးမှာကခုန်နေကြသလိုပဲပွဲတော်တစ်ခုကိုသွားနေကြသလိုမျိုးကျွန်တော်တို့မိသားစုတွေပျော်ပျော်ရွှင်ရွှင်နဲ့လေတော်ဆင်ခဲ့ကြတယ်အမေရဲ့ပါဘောကတနခါနန့်လေးကလည်းလေထဲမှာတင်းပြန်လို့ပေါ့တန်စင်တန်တစ်ဖြက်ဖြက်နဲ့အတူတစ်နှစ်ပတ်လုံးပင်ပင်ပန်းစိုက်ပျိုးခဲ့ရတဲ့ရလက်တွေကိုတင်ဆက်ရတဲ့အချိန်ဟာကျွန်တော်တို့အတွက်အာမန်အပြည့်ဆုံးအချိန်ပါပဲပင်ပန်းသမျှကိုညုံပင်ရိပ်အေးအေးလေးအောက်မှာခဏတာမိပြောက်ပစ်လိုက်ကြတယ်မြိန်ရှက်လာတဲ့ကြေးလက်ထမင်းဝိုင်းလေးကမိသားစုရဲ့နှွေးထွေးမှုကိုပိုပြီးပြည့်စုံစေခဲ့ပါတယ်နေမင်းကြီးဝင်သွားပေမဲ့ကျွန်တော်တို့ရဲ့နှလုံးသားတွေကတော့ရွှေရောင်အစင်းတွေနဲ့လင်းလက်နေဆဲပါဂျင်းနဲ့စရာကောင်းတဲ့တနေ့တာဟာအေးချမ်းစွာနဲ့ပဲပြီးဆုံးသွားခဲ့ပါပြီ